ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့မောင်နှမတွေပဲဖြစ်စေကိုယ့်ရဲ့နီးစပ်ရာအတိုင်းဝိုင်းမှာပဲဖြစ်စေတကယ်ချင်းမိတ်ဆွေတွေထဲမှာပဲဖြစ်စေဒီလိုနေမျိုးမှာပတ်စံနေရအရန်ကိုမှဆုံးရှုံးနေတယ်အခက်အခဲတွေကလည်းအများကြီးပဲအကျွေးတွေကလည်းပတ်ချလဲဝိုင်းနေတယ်ဘယ်သူမှလည်းကိုဖုန်းဆက်တာကိုမကင်ရသလိုကိုယ့်စီကိုဆက်လာသမျှဖုန်းတွေကလည်းကိုမကင်ရဲတော့ဘူးဘာကြောင့်လဲဆိုတော့ online ငါးပြကိ slot game စတာတွေအပြင် gambling ပေါ့ဗျာ online လောင်းကစားပဲဖြစ်ဖြစ် casino တစ်ခုခုမှာပဲဖြစ်ဖြစ်ခင်ဗျားမှာအရောက်ကိုမှစိတ်တက်ကြနေရတယ်ဆိုရင်ဒီဗီဒီယိုကိုစုံအောင်လို့ကြည့်သွားစေချင်တယ်လွန်ခဲ့တဲ့17နှစ်ကျော်လောက်ကဒီလိုအချိန်မျိုးဒီလိုလမျိုးဒီလိုကာလမျိုးမှာကျွန်တော်လူတစ်ယောက်ကိုမှတ်မိတယ်လမ်းဘေးမှာထိုင်နေရတယ်ဖုန်းကိုကြည့်ရှိသမျှဖုန်းထဲမှာရှိတဲ့ contact list တကယ်ချင်းမိတ်ဆွေတွေအကုန်လုံးလဲကုန်ပြီပတ်စံလိုက်ပတ်ချီထားတာကုန်ပြီကိုယ့်စီကိုဝင်လာတဲ့ဖုန်းတွေကလည်းမဖြစ်ရဲဘူးအကျွေးတောင်းမဲ့ဖုန်းတွေဖြစ်နေမှာဆိုလို့လာကုန်ပေးရမယ့်အခန်းကားကလေပြီးစရာမရှိဘူးအဲ့လိုဘဝမျိုးကိုအကျိတ်နဲ့ဖြတ်သိမ်းခဲ့တာကျွန်တော်မိတ်ဆွေမြင်နေရတဲ့ကိုနေဆိုရကျွန်တော်ကြီးပဲမကြည့်ရသေးဘူးဆိုရင် online လောင်းကစားကိန်းနဲ့ပတ်သက်တဲ့အကြောင်းအရာများဆိုပြီးတော့ကိုနေမျှဝေပေးထားတဲ့ဗီဒီယိုကိုအရင်သွားပြီးတော့လေ့လာကြည့်ကြည့်ပါဗျာကျွန်တော်ရဲ့တချို့ဖြစ်ရက်တွေရဲ့အတွေ့အကြုံတွေကိုမျှဝေပေးထားတယ်ကျွန်တော်ကတော့ခွေးပြစ်ခဲ့တဲ့သဘောစပါပါဒီလိုကျွန်တော်ချောင်းနေတက်တဲ့အလုပ်တွေလုပ်တဲ့နီးပေါင်းစုံနဲ့ကျွန်တော်စူးစမ်းရင်းနဲ့ကျွန်တော်လမ်းမဆရောက်သွားတယ်ပတ်စံနေမရှိဘူးအခက်အခဲတွေဖြစ်ရတဲ့ဒုက္ခဘယ်အစားရလဲဆိုတော့လောင်းကစားရလဲ80%လောက်ပါတယ် 15% လောက်ကအဲ့ဒီအချိန်တော့ကျွန်တော်အလိန်ခံရတာအများကြီးပဲဥပမာတစ်ခုပြောပြတကယ်ချင်းသူ့နယ်မှာရှိတဲ့သူမိဘတွေအိမ်ကနေချက်ချင်းဖယ်ပေးနေရတယ်ပတ်စံအရေးပေါ်လိုနေတယ်ညီမလေးတွေကအစတော်ထားစရာနေရာလုံးဝမရှိတော့ပါဘူးဆိုလို့ passport တော့ပေါင်ပေးလိုက်ရတယ်အဲ့တကယ်ချင်းကလည်းရန်ကုန်ပြီးတိုင်းပြန်သွားပြီးတော့တက်တာပြသွားတယ်ကျွန်တော်တော့မသိလိုက်ဘူးဘယ်ချင်းကနေလေလက်မှတ်ဝယ်ပြီးတော့ပြန်သွားလည်းမသိဘူးအဲ့ဒီဒုက္ခရင်ကော့ကိုခုန online gambling တွေဆက်ဆော့ပြီးတော့လောင်းကစားတွေရှောက်ပြီးတော့မှွေရစင်ကာပူကာစီနိုမှာလေမွဲချက်ကျွန်တော်မဟုတ်တဲ့မူရစ်တောက်စားမကောင်းတဲ့အရာတွေအကုန်လုံးပူပေါင်းပြီးတော့မှ 100% ဒုက္ခရောက်နေခဲ့တဲ့အချိန်ပေါ့ဗျာလွန်ခဲ့တဲ့17နှစ်ကပေါ့အဲ့တော့ပထမဆုံးဘာတွေဆုံးရှုံးသွားလဲဆိုတော့တငယ်ချင်းမိတ်ဆွေကိုချစ်ခင်ရတဲ့သူတွေအားလုံးရဲ့ယုံကြည်မှု trust ဒီကောင်ကတော့ hopeless ပဲဒီကောင်အနာဂတ်ရှိမဲ့သူမဟုတ်တော့ပါဘူးအဲ့ဒါအပြင်မှာကိုယ်စိတ်တွေအကုန်လုံးကလည်းကြောင်ချောက်ချမနဲ့ဆိုရင်လည်းစောကြီးထားလေစိတ်ဖိစီးမှုနဲ့နိုးထားတယ်ညဆိုလဲစိတ်ဖိစီးမှုတွေနဲ့အိတ်တယ်အကျွေးရှင်တွေကပတ်ချလဲဝိုင်းဘယ်လိုပြန်ဆက်ရမယ်မှန်ကမသိကိုယ့်ရဲ့အလုပ်ကိုလုပ်တော့လုပ်နေတယ်လက်ရှိအလုပ်ကတော့လုပ်နေရတယ်တွားနေရတယ်ဆိုပေမဲ့အဲလက်ရှိအလုပ်မှလည်းစိတ်မပါတော့ဘူးမနေ့ပြန်ကြတော့ငါနိုင်ပါတယ်လေဆိုတဲ့စိတ်တစ်ခုနဲ့ဘာလုပ်လဲတညာလုံးပတ်စံချီဒီຢာတွေအကုန်လုံးကိုကျွန်တော်ကြည့်ရှုနေတဲ့မောင်နှမတွေတယောက်မဟုတ်တယောက်ကခံစားနေခဲ့ရတယ်ဆိုရင်ခင်ဗျားတို့ကျွန်တော် 100% ရင်ပတ်ကြီးနဲ့နားလေတယ်အဲ့ဒီအခက်ခဲတွေအဲ့စိတ်ပီစီမှုတွေနားလေတယ်ဒါပေမဲ့အဲ့ဒါတွေမှာအဖြစ်ရှိအဲ့ဒါတွေအားလုံးမှာအဖြစ်ရှိနေတဲ့အတွက်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပြီးတော့ကျွန်တော်ပေးတဲ့အကြံဉာဏ်ကိုယူပါအဲ့ဒီအရာတွေမှလာအဖြစ်မရှိခင်ကျွန်တော်အခုလိုဒီနေ့လို့သာရဖြစ်နေမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်မောင်နှမတွေကိုအဲ့ဒီဆွဲလန်းနေတဲ့လောင်ကစားကိုအဆင့်ဘယ်လိုဖြတ်ကျော်ရမလဲခင်ဗျဘယ်လိုအနိုင်ယူရမလဲဘဝင်ကျသွားအောင်လို့နားလည်သွားအောင်လို့ကျွန်တော်စူးစမ်းကြည့်မယ်ခါးသီးတဲ့အမှန်တရားတွေကိုအရင်ဆုံးပြောကြည့်ကြအောင်ဟာလောင်ကစားသမားတွေလောင်ကစားသမားတွေဆိုတာကအဲ့ကောင်နေအားနေလောင်ကစားကိုဆွဲလန်းနေကြတဲ့ပတ်စံကိုအချိန်နဲ့ရှာကျင်ကြတဲ့အမြန်နီးနဲ့လိုက်ကျင်ကြတဲ့ဆိုတဲ့သူများတွေကကိုယ်ထင်တဲ့အထင်ကိုအဲ့လိုထင်နေမိခဲ့ရင်ဟောအရင်ဆုံးအဲ့ဒါကိုဘီးဖယ်လိုက်နှလုံးဒီသုံးလုံးဒီပဲထိုးဘာပဲထိုးအဲ့ဒီဟာတွေရဲ့ဆွဲလန်းမှုနောက်နေ့ဆက်လုံနေခြင်းရဲ့အဓိကပင်ရင်ပင်မှာကြော်ရွာဘာကြောင့်ဖြစ်ပေါ်နေလဲဆိုရင်နာကျင်မှုကိုဖြေပြောက်စေဖို့ကျွန်တော်မျိုးစိတ်အေးပြန်စဉ်းစားကြည့်ပထမတည်းမှာပလုံသွားပြီမလားအဲ့ဒီအမှားကိုငါပြန်ကုစားမယ်ဆိုပြီးနောက်တစ်ချိန်ပြန်လုပ်တာနံပါတ်2မှာထပ်ကုံတဲ့ခါထပ်ပလုံတယ်အဲ့ဒါကိုငါထပ်ကုစားမယ်ဆိုပြီးနံပါတ်3ချိန်ထပ်လုပ်တယ်လှုပ်တိုင်းမှာဘာပဲတက်လာလဲဆိုတော့အကျွေးပဲတက်လာတယ်အတိုးပဲတက်လာတယ်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်မနှက်ပြန်တော့ငါဂျက်ပေါ့ပေါက်သွားနိုင်ပါတယ်ကြီးတစ်ခုခုနိုင်လောက်ပါတယ်ဆိုတဲ့အဲ့ဒီမျှော်လင့်ချက်တွေနဲ့လောက်ရခြင်းဒီအရှိကအမှားကိုကပြန်အဖက်ဆဲခြင်းနေတာထပ်ပြီးတော့ကြီးထွားလာတဲ့အရာတွေကခင်ဗျအကျွေးဘာဖြစ်လို့မနိုင်နိုင်တာလဲလို့အသေးစိတ်သိချင်ကိုနေမျှဝေထားတဲ့ online လောင်းကစားဂိမ်းတွေရဲ့အကြောင်းလေးအဲ့ဒီဗီဒီယိုကိုအသေးစိတ်သွားကြည့်လို့ရတယ်တိုက်တယ်လို့စိတ်ခေါ်ဘလောက်ပဲချမ်းသာတဲ့သူပဲဖြစ်ဖြစ်ပုံမှန်ကြီးလုံနေကြည့်အဲ့ဒါကိုအကျိတ်နေကြီးအဲ့ဟာပဲအာယုံဆိုင်ပြီးလုံနေကြည့်မဖြစ်ဘူးမလွယ်ဘူးစိတ်ခံစားချက်ကိုထိန်းနိုင်သွားတဲ့အရိယာပုဂ္ဂိုလ်တွေကြတော့လေအဲ့လိုအလုပ်ကိုမလုပ်တော့ပြန်စိတ်ခံစားချက်ကိုမထိန်းနိုင်တဲ့ကျွန်တော်တို့လိုပုထုဇဉ်သူသားတွေမှာကြတော့လေအဲ့လိုအလုပ်ကိုလုပ်ရင်ဂွမ်းမှာပဲဆိုတော့ဒီຢာကမကောင်းဘူးဒါပေမဲ့ကျွန်တော်လည်းအဲ့ချိန်တော့တကယ်ချင်းပြောတာမကောင်းဘူးမလုပ်သင့်ဘူးကျွန်တော်ရက်တက်မနေချင်းကကျွန်တော်ကိုကျွန်တော်ပြန်ကူစားဖို့ငါမှားခဲ့တဲ့အမှားတွေငါပြန်နိုင်မှာပါကွာဆိုတဲ့အရာကိုစင်ကြည်ပြီးတယ်ပြီးပြီးအဲ့ဒီပုံမှာထက်ခါလုံးရင်းနဲ့ဘဝကနေတဲ့တိုင်နဲ့လာတယ်အဲ့တော့ကျွန်တော်တို့က one more game တစ်ချိန်နဲ့ပါမနေ့ပြန်တစ်ချိန်နဲ့ပါဒီတစ်ခါပါပဲဒီတစ်ချိန်ပါပဲနောက်ဆုံးတစ်ချိန်ပါပဲဒီတစ်ချိန်တော့ရအောင်လုပ်လိုက်ပါမယ်ဆိုတဲ့ဟာကိုအုံနောက်က trigger ဖြစ်လာပြီးတော့ပို့ပြီးတော့ deep learning ဖြစ်လာတယ်တစ်ချိန်တော့ဆက်လုပ်ကြည့်ခြင်းနဲ့တစ်ချိန်တော့ဆက်လုပ်ကြည့်ခြင်းနဲ့ငါတို့အရှုံးလေးပြန်ရရင်တော့တော်ပါပြီလေဆိုတဲ့အဲ့တစ်ချိန်ဒီဆက်လာတဲ့အခါခွေးဖြစ်ကောကိုနားလည်မှုတွေလွဲလာတာကျွန်တော်မိတ်ဆွေအဲ့ဒါကိုသတိမထားမိလိုက်ဘူးဒါဆိုရင်အဲ့ဒါကိုရက်တက်မှုအတွက်ကျွန်တော်တို့တွေဘာကြောင့်ကြောက်ကြလဲကျွန်တော်ဘာလို့ရက်လိုက်ကွာဆိုတော့ဘာလို့မရက်တက်နိုင်လဲအယိုးသားဆုံးစဉ်းစားကြည့်ငါအခုရက်လိုက်ရင်အရှိရကျွေးတွေဘလို့ပြန်ဆက်မလဲတိတ်တရာရှိနေပြီအကျွေးရဟာအခုသာရက်လိုက်ရင်ငါဒါတွေကိုဘလို့ပြန်ဆက်တော့မလဲငါဘလို့ပြန်ဆက်တော့မလဲဆိုတဲ့ site ကိုရှိတယ်
နိုင်ဝါလို့ပြန်ဆက်လိုက်နိုင်တဲ့သူရှိရင်တော့မှအဲ့လူပြန်ရှုံးရင်ပတ်စံပြန်ချေရပြောင်းအဲ့တန်တရားဒီလိုပြန်လဲပြန်အောင်ဆိုတော့အဲ့ဒီ cycle ကကျွန်တော်လှည့်စားနေတဲ့မာယာခင်ဗျားပြုစားခံနေရတယ်လို့ဖြစ်နေတာဒီအကျွေးတွေပတ်ချလဲဝိုင်းနေတဲ့အရာတွေအကုန်လုံးဘယ်လိုပြန်ပြီးမလဲလို့စဉ်းစားမိတဲ့အချိန်မှာနောက်တစ်ခါထပ်သွားပြီးတော့စော့ကျင်တယ်စိတ်ဖြစ်ပေါ်လို့သွားစော့လိုက်တဲ့အချိန်တိုင်းမှာဘာထပ်ဖြစ်လာလဲဆိုရင်အကျွေးထပ်များလာတဲ့ပတ်ချီနဲ့တငယ်ချင်းတွေအကုန်လုံးရဲ့ဖုန်းနံပါတ်တွေကလည်းကုန်းကိုပတ်စံအိတ်ထဲကလည်းကုန်းမိဘဆွေမျိုးအတိုင်းဝိုင်းကလည်းကုန်းအဲ့တော့တပြေးပြေးနဲ့ထိုးဆင်းသွားလိုက်ကြတာမှစိတ်တတိကျသွားကြတယ်လမ်းဘေးမှာငိုင်သွားတယ်တခါလေစီးသမားဖြစ်သွားကြတဲ့သူတွေကလည်းဖြစ်သွားတယ်စုံပလုံနေတာပဲဘဝသွားပါပြီကွာဆိုပြီးတော့တချို့ကြတော့လေအယောင်ကစိတ်ဖိစီးသွားတယ်ဖိစီးနေပြီအဲ့ဒီထဲမှာကျွန်တော်မိတ်ဆွေပါတယ်ဆိုရင်ခင်ဗျားစိတ်မဖိစီးနဲ့ဖြည့်ရှင်းလို့ရတယ်ကျွန်တော်မိတ်ဆွေမှာကောင်းခွက်တွေရှိသေးတယ်အရန်ကောင်းတဲ့အတွေ့အကြုံတွေရှိသေးတယ်ဘာဒီနဲ့ပြောင်းလဲပြီးတော့ဒီနေ့စတင်ပြောင်းလဲလို့ရလဲဆိုတာကိုကျွန်တော်ဆက်ပြီးမျှဝေပေးမယ်လောင်းကစားနွန်နိုင်ငံနှစ်နေတဲ့ကိစ္စကိုကျွန်တော်လောင်းကစားတစ်ခုနဲ့ပြန်ရက်ခဲ့တာခင်ဗျာအရန်လောင်းကစားလောက်ရတာဝါသနာပါတယ်မလားအွန်လိုင်းကနေဒီ slot game 5ပြည့် game ပဲဖြစ်ဖြစ်ကာစီနိုပဲတွားနေကြိုက်တဲ့ view ဟာနဲ့ကြိုက်တဲ့နေရာ game ကိုလောင်းခင်ဗျာမလောင်းဘူးသေးတဲ့အရာတစ်ခုရှိတယ်မလောင်းရဲလားအခုချိန်နေတဲ့မိတ်ဆွေတွေမှာလောင်းရဲရင်ချမယ်ကျွန်တော်အဲ့ဒီအရာကိုလောင်းခဲ့ဘူးလေအဲ့ဒါဘာလဲဆိုတော့ကိုလောင်းပြလိုက်တာကိုယုံကြည်ခြင်းမှာ 100% all in ခင်ဗျာကိုပေါ်ကိုလောင်းကြီးထက်ကြည့်ပါလားကျွန်တော်တို့ risk တွေယူတယ်ဗျာရှုံးနိုင်ကြီးနိုင်နိုင်ကြီးစသဖြင့်ပတ်စံပေါ်မှာ risk တွေယူတယ်နော်ကိုပေါ်မှာ risk ယူဘူးလားတာဝန်ယူမှုတာဝန်ခံမှုအနေနဲ့ငါ risk ယူကြည့်မယ်ငါလောင်းကြည့်မယ်ဆိုတဲ့သဘောတဘာဝနဲ့ကိုလောင်းမယ်ကို risk ယူမယ်ခင်ဗျာကိုမယုံဗျာကျွန်တော်လည်းကိုမယုံငါလုံနိုင်ပါမလားဆိုတဲ့ကိစ္စကိုမယုံအဲ့ဒါကို risk ယူကြည့်လိုက်အဲ့ဒါကိုလောင်းကြည့်ထက်ကြည့်လိုက်အဲ့ဒီရလက်အဖြစ်မထွက်မချင်းပါတခြားဘာမှပြန်တော့မလုံနိုင်အဲ့ဒါပထမဆုံးခြေလမ်းကျွန်တော်မောင်နှမမိတ်ဆွေတွေရဲ့ပထမဆုံးသောအောင်မြင်မှုကဘာလဲဆိုရင်ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာခင်ဗျာအောင်မြင်မှုပထမဆုံးရရှိတာပဲအဲ့ဒါဘာလဲဆိုတော့တော်ပြီငါဒီခြေလမ်းနဲ့အကုန်လုံးဆက်မလုပ်တော့ဘူးငါလောင်းကစားလုပ်ချင်းလို့ကိုပေါ်မှာဘဝပေါ်မှာလောင်းကစားလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်မှာတခါတည်းပြဿနာဖြေရှင်းတယ်ပထမပြဿနာဖြေရှင်းပြီးသားဒီဘက်အကျွေးတွေအကုန်လုံးဖြေရှင်းမှုဆိုတာပြဿနာပေါင်း1600ဖြစ်နိုင်တယ်ကျွန်တော်မိတ်ဆွေအိမ်ကိုလိုက်နေတာရှိမယ်ဖုံးဆက်နေတာရှိမယ်ဟဲ့နင်းပြန်မပေးသေးဘူးလားအဲ့ဒါကနောက်မှဖြေရှင်းရမယ်နောက်ဆက်တွဲပြဿနာကိုအရင်ယုံကြည်လိုက်သိမ်းမောင်းထောင်တောင်းချီနေတဲ့သူတွေလေတကယ်လားဆုံးဖြတ်ချက်မှာဝိုင်းပြန်ပြီးတော့ရက်တီးပြီးတော့ဘဝကိုထိုးတက်သွားတာတွေကျွန်တော်အများကြီးတွေ့ဘူးကြုံဘူးတယ်ဥပမာပြောတာခင်ဗျားမှာအိမ်လေးတစ်လုံးရှိအိမ်လေးကလှတပတ်တာနဲ့ဆေးလေးချဲထားတယ်အဲ့ဒီအိမ်ကမီးထားလောက်ပြီခင်ဗျားဆေးအရင်ပြန်တုံးမလားမီးရင်ငိမ့်မလားမီးရင်ငိမ့်ပြီးတော့အိမ်ကမဲနေမှာလေမလှတော့ဘူးလေခုနတုတ်ထားတဲ့ဆေးတွေမရှိတော့ဘူးလေဆေးရုံတွေပြန်ချဲဖို့အချိန်ပေးရမယ်တန်ရှင်းတွေလုပ်ရမယ်အဲ့ဒီသဘောတဘာဝပဲကျွန်တော်တို့ဓာတ်ရှာသွားတယ်မလားတွေးထက်တာရအောင်လို့ကျွန်တော်တို့အရင်လုပ်ရတယ်အဲ့ဒါကိုပလာစတာကတ်ပြီးသွားရင်အမာယုကြီးကြံအောင်ပါအမာယုပြောက်ဆေးလိမ့်မလားစသည်ဖြင့်အဲ့ဒါကိုကျွန်တော်တို့လက်ခံရမယ်ဒုတိယခြေလှမ်းနံပါတ်1ဆုံးဖြတ်ချက်ကတော့ခိုင်မာသွားပြီโอเคနံပါတ်2ဘာလုပ်လဲဒီအကျွေးတွေကိုဘယ်လိုပြန်ပေးမလဲခုနမင်းညင်နေတဲ့အိမ်ကြီးကိုအလှပတွေဘယ်လိုပြန်ပြီးတော့စီးချယ်မလဲလူတွေကစိတ်ပြန်လဲသွားတတ်တယ်ရံပြန်ခါတော်ပြီကွာတခါတည်းကျရင်ငါထီပဲထိုးလိုက်ပါတော့မယ်ဆိုပြီးတော့တလောက်တစ်ချိန်လောက်ထီထိုးပြီးကန်ဆန်းနေပေါ့ဗျာသူက strategy ကနည်းနည်းလေးသွားပြီးတရီးဒီတိုင်းသွားတူနေတယ်တလောက်တစ်ချိန်လောက်ပဲထီထိုးတော့မယ်ဆိုလဲပေါက်မလားဆိုတဲ့မျောလင့်ချက်ကလေးကလေးကြံနေသေးတာဖြစ်တဲ့အတွက်လောင်းကစားပုံမှန်နေ့စဉ်များနှလုံးထီထိုးနေတဲ့သူကထီထိုးပြီးတော့ရက်မယ်ဆိုတဲ့အရာမျိုးပုံစံပြောင်းပြီးလုပ်တာမထီရောက်ဘူးဘာလို့ရမလဲဆိုတော့ခင်ဗျားလက်ထက်မှာတကယ်3သိန်း2သိန်းတကယ်ရှိလားအတိုးလည်းပြန်မပေးချင်ဘူးအကျွေးလည်းပြန်မဆက်ချင်ဘူးဟာအရန်ဟိုမှာဒီကာစီနိုပဲသွားချင်တယ်အရန်ဟိုမှာဒီ online game slot game တွေပဲသွားပြီးပြေးဆော့ချင်နေပြီဆိုတဲ့အချိန်တိုင်းမှာအဲ့ဒီပတ်စံ3သိန်းနဲ့ခင်ဗျားအကြိုက်ဆုံးအရာတစ်ခုခုစုဆောင်ဒါမှမဟုတ်ပတ်စာအဲ့ဒီ3သိန်းရရဆက်တန်လိမ့်မယ်ပြီးတော့ခင်ဗျားရှုံးသွားပြီလို့ယူဆလိုက်ခင်ဗျားကုန်သွားပြီလို့ယူဆလိုက်လှည့်လည်းမကြည့်နဲ့တော့ပလုံဝိုင်း9000ရှိလဲအဲ့တိုင်းလို့အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုရှောက်လမ်းမဲ့အရာတွေအားလုံးပေါ်မှာလိုအပ်မဲ့အရာတစ်ခုမဟုတ်တစ်ခုဝယ်ဥပမာဆိုပါစို့ခင်ဗျားကွန်ပျူတာလိုချင်တယ်online မှာကျွန်တော်လိုရှောက်ပြီးလေပေါ်ချင်တယ်ဆိုရင်ကွန်ပျူတာရအောင်လို့ဝယ်မယ်မဝယ်နိုင်ကွန်ပျူတာလက်ဆွဲတဲ့အိတ်ဝယ်မယ်ဗျာအဲ့ဒါမဝယ်နိုင်တဲ့ကွန်ပျူတာတုတ်တဲ့ brush တန်ဝယ်မယ်ဒါငါကွန်ပျူတာရလာရင်ဒါလေးနဲ့တိုက်ချုပ်စေးကြောဖို့အဲ့ဒါဆိုရင်ကိုယ့်ရဲ့လမ်းကြောင်း direction ကပြောင်းလာတယ်ဖြည်းဖြည်းချင်းစီပြောင်းလာတယ်အဲ့တော့ကိုယ့်ရဲ့ဖြုံတီးတဲ့အလေးအကျင့်အနည်းဆုံးခင်ဗျားနှမျောစရာမရှိတော့ဘူးဘာလို့လဲဆိုတော့ကိုသုံးလိုက်တဲ့ပစ္စည်းတွေကကိုယ့်အတွက်တစ်ခုရသေးတယ်ဖြုံးလာခြင်းတူတော့မှအဲ့ဒီပုံမဖြုံးမဲနဲ့တခြားတနေရာဘက်ကိုလှည့်ပြီးတော့တုံးကြည့်လိုက်ရင်အဲ့ပတ်စံတန်ဖို့အရသာကိုတွေ့လာအောင်စီးပွားရေးပုံမှာလည်းမစွန့်စားဘူးအဲ့လိုမျိုးကြတော့မတုံးကျွန်တော်တို့တွေကလှူလိုက်မယ်တန်းလိုက်မယ်သူများကိုအလကားပေးလိုက်မယ်ဆိုတဲ့နေရာမှာမတုံးဘူးကိုယ့်ရဲ့အမှားတွေကိုပြန်လဲပြင်ဆင်ဖို့ကိုယ့်ရဲ့အရှုံးတွေကိုပြန်ရဖို့အတွက်ဆိုရင်လိုက်တယ်ဒါပေမဲ့အဲ့ဒီလက်ထက်ကင်သွားတဲ့3သိန်းအုပ်5သိန်းအုပ်10သိန်းအုပ်တွေအကုန်လုံးဒီပလုံသွားမယ်ဆိုတာကကြိုသိတယ်ဆိုရင်ခင်ဗျအဲ့ဒါလုံးမှာမဟုတ်ဘူးလေသိကြတာပလုံမှာအထူးသဖြင့် online game တွေပို့ဆိုးတယ်5ပြည့် game ဘောလုံး game ကြိုက်တဲ့လောင်းကစားလုပ်ဗျာကျွန်တော်ဘောလုံးလောက်ကတော့မကျွမ်းကျင်ပါဘူးမသိဒါပေမဲ့မောင်းလောင်းလို့အောင်လဲအဲ့လူတွေကနောက်နေတကယ်ချင်းတွေလိုက်ကြွေး okay ပတ်ဆက်ရှိနေတော့ကိုနာမှာအဲ့မှာတဝဲလဲလဲပဲခင်ဗျပတ်ဆက်မရှိတော့ရင်ဘယ်သူမှတဝဲလဲလဲမရှိဘူးကိုနာမှာအဲ့တော့ဒီအလုပ်ဒီ journey ကြီးဒီခရီးစဉ်ကြီးဒီကျွန်တော်တို့မကောင်းဘူးဆိုတာကိုတတိထားပြီးတော့အဲ့ဒီဘက်ကိုစရှောင်လိုက် okay အဲ့ဆိုရင်အကျွေးတွေဘယ်လိုပြန်ဆက်
ခင်ဗျာတလာရဲနဲ့နေချင်းညာချင်းဒီအရာအားလုံးဖြည့်ရှင်းနိုင်တဲ့နေလန်လောကမှာဘယ်သူမှမရှိဘူးဘယ်သူဘယ်ဝါမှမရှိဘူးအဲ့ဒီခရီးစဉ်ကိုဖျက်ဆီးလာတဲ့သူတွေအကုန်လုံးဒီစိတ်အေးလက်အေးနဲ့စနစ်တကျနဲ့နှစ်ပေါင်းများစွာအချိန်ယူပြီးတော့မှဘဝကိုပြန်လဲထူထောင်ကြတဲ့သူတွေကြီးပဲတရက်ထဲတညာနဲ့လုံးကနေဖြည့်ရှင်းလိုက်ဖို့โอเคခင်ဗျာအိမ်ရောက်ဆရာရှိနေတော့တမျိုးအဲ့အိမ်ရောက်ဆရာရှိလို့အိမ်ရောက်ပြီးလုပ်တဲ့သူတော်မှဆက်လုပ်ရင်လည်းလမ်းဘေးရောက်တာကျွန်တော်တွေ့ဘူးသေးတယ်အဲ့လိုလုပ်လို့မရအောင်ကျွန်တော်မောင်နှမတွေဘဝတန်ဖိုးရှိတယ်ခင်ဗျားတို့အဲ့ထဲမှာနေမျောနေဘယ်နှမျောစရာကြီးဗျာလူပြည်လာပြီးတော့သူများတွေအတွက်ကောင်းတဲ့ကိစ္စတွေအများကြီးလုပ်တတ်တာကျွန်တော်သိတယ်အဲ့တော့အကျွေးပြန်ဆက်ဖို့လောက်ရမှာပထမခြေလမ်းမဟုတ်ဘဲနဲ့အဲ့အကျွေးတွေထပ်မတက်ဖို့ရက်လိုက်တာကပထမခြေလမ်းအဲ့ဒါဆိုရင်ကျွန်တော်အကျွေးအစ်စ်ဖြစ်မှာပေါ့တော့ဘူးโอเคအဲ့ဒါဆိုတိုင်းလို့ရပြီ3900လား1000လား1000လားအဲ့ဒီမှာတိုင်းထားလိုက်တော့တိုင်းထားပြီးကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုရင်ဘယ်900ကြီးကြီး1000ကြီးကြီး3000ကြီးကြီးအဲ့ဂျေစုကျွေးရှိတဲ့သူတွေအကုန်လုံးဘန်ချိတ်ပြီးချီးထားတဲ့အရာတွေရောဘာတွေရောညာတွေရောအကုန်လုံးကိုစနစ်တကျနဲ့စိတ်အေးလက်အေးနဲ့ထားရင်စဉ်းစားဘယ်အရာကအရေးကြီးဆုံးဖြစ်မလဲဘယ်အရာကကိုယ့်ရဲ့ number 1 priority ဖြစ်မလဲဒါမှပြီးရင်တော့ဖြင့်ကိုယ်ဘယ်လောက်ထိထိခိုက်သွားနိုင်လဲအဲ့ဒါတစ်ဖက်မှာကိုဝါသနာပါမပါပတ်စံရမယ်အလုပ်ကောင်းရကောင်းကြောင်းအလုပ်စပွဲပဲထိုးရကျွန်တော်တို့ဝင်လောက်ရမယ်မှန်ရင်တနာယူ4ချက်5ချက်ပဲရမယ်လုံးစားလို့လိုက်လို့10မိနစ်အတွင်းမှာ200 300မြတ်သွားတာဒေါ်လာ1000 2000မြတ်သွားတဲ့ဟာသွားမမြင်နဲ့ခင်ဗျဒီကောင် 100% သိကြတဲ့အရာတနာကြီး4ချက်ဆို4ချက်ကသိကြတယ်လေ100ရာခိုင်နှုန်းသိကြတယ်လေဟိုနေ့ကမသိကြဘူးလေကိုရှာထားတဲ့အကုန်လုံးလဲပါသွားနိုင်တယ်ဆိုတော့ကိုယ့်ရဲ့အလုပ်ကိုတစ်ဆိုင်မှန်နဲ့စတင်ပြီးကြိုးစားတနေ့အိပ်ရေးဝအောင်စအိမ်မယ်လေ့ကျင့်ခန်းလုပ်မယ်ရေချိုးပြီးလန်းဆက်နဲ့နေမယ်အကျွေးပေါင်းထူနေပါစေအောင်တော့ကိုယ့်အဖြစ်တွေကိုကိုဝင်ခံမယ်အရာအားလုံးကိုအသိပေးမယ်ဟုတ်ကဲ့ကျွန်တော်ဒီလိုမှားခဲ့တယ်အခုကစပြီးတော့ကျွန်တော်ဘယ်တော့မှတကယ်မလုပ်တော့ပါဘူးအဲ့ဒါကိုပုံမြင်ရှောက်ပြောနေမှာမဟုတ်ဘူးတော့ကျွန်တော်ပုံမြင်ပြောပြီးကျွန်တော်တော်ပါပြီကျွန်တော်ဒါနောက်ဆုံးတစ်ချိန်ပါပဲနောက်ဆုံးတစ်ချိန်ပါပဲအဲ့လိုမဟုတ်ဘူးအဲ့ဒီအခြေအနေမှာနောက်ဆုံးတစ်ချိန်မှာဆက်လုပ်နေရင်လေအသွားပြီနောက်ထပ်4နှစ်5နှစ်လည်းထပ်သွားပြီတစ်နှစ်2နှစ်လောက်နဲ့ပြည်လည်မဲ့ပြဿနာလေး10နှစ်15နှစ်အထိသွားပြီ15နှစ်လောက်နဲ့ပြည်လည်မဲ့အရာခင်ဗျတန်တရားအထိပါမပြီးတော့ဘူးကျွန်တော်ဆိုရင်ဒီနေ့ဒီအချိန်ထိကျွန်တော်ပုံမှန်ရှိတယ်ဂျေစုရှင်တွေဂျေစုကျွေးရှိတဲ့သူတွေအကုန်လုံးကျွန်တော်မှတ်ထားတယ်ကျွန်တော်စဉ်းစားရမှတ်တာကျွန်တော်အနေထားတစ်ခုရောက်အောင်လို့ကျွန်တော်ခြေလမ်းကိုတက်နေတယ်ကျွန်တော်အနေထားတစ်ခုအောင်မြင်ပြီဆိုတဲ့အနေကြရင်ကျွန်တော်ဂျေစုရှင်တွေအကုန်လုံးကိုကျွန်တော်ဂျေစုတေချာပြန်ဆက်ဖို့အတွက်ရည်ရွယ်ချက်ကောင်းကောင်းရှိကျွန်တော်ငွေတပြားနှစ်ပြားကြည့်ခဲ့တဲ့တင်ငယ်ချင်းတွေကအစကျွန်တော်ကူညီခဲ့တဲ့အကူအမတွေကအစကွဲကွာသွားတဲ့သူတွေအကုန်လုံးတရားမှတရားမှကျွန်တော်မေ့မထားအဲ့ဒီစိတ်ခုံအားတွေကကျွန်တော်ပြောင်းလဲပြီးကျွန်တော်စူးစမ်းခဲ့တဲ့အလုပ်တွေအတီစူးစမ်းတယ်ခင်ဗျားတို့လုပ်နေကြတဲ့သူတွေထဲမှာတောင်းကစားဆွဲတယ်လို့ကိုယ်ကိုထင်နေတဲ့သူတွေထဲမှာအကုန်ငပိန်းနေကြအောင်မပေါ့အသင်ချညာနဲ့အရန်ကောင်းတယ် strategy ပြူဟာတွေလည်းကုန်အောင်စဉ်းစားတတ်တယ်အဲ့သုံးတဲ့နေရာမှားနေရပဲရှိတာပြောင်းလဲလို့ရတယ်ပြုပြင်လို့ရတယ်ကျွန်တော်တို့ဘောကိုပြန်လဲတည်ဆောက်လို့ရတယ်ကျွန်တော်တို့မရက်မနာကြိုးစားရမယ်တနေ့နေ့ချင်းကြရင်အရာရာအားလုံးဒီပြည်လေသွားမှာအချိန်မဲလို့တာကျွန်တော်ချစ်ခင်ရတဲ့သူတွေအများကြီးဆုံးရှုံးခဲ့တာပဲကျွန်တော်ပြန်ပြင်လို့မရတဲ့အမှားတွေကျွန်တော်အများကြီးလုပ်ခဲ့တာပဲအများကြီးဆုံးရှုံးသွားခဲ့ရတာပဲဒါပေမဲ့ပြင်မယ်လीကျွန်တော်ပြန်လဲကြိုးစားကြမယ်ကိုဘော့ကိုပါတီးပြီဆိုပြီးတက်တာပြကျွန်တော်အိတ်နေရတော့မှလားနောက်ကြည်ကွဲရတော့မှလားငိုကျွေးနေရတော့မှလားဟောသွားပါပြီကွာဆိုပြီးအကျွေးတူတွေနဲ့ပါလမ်းဘေးမှာကျွန်တော်အမိုက်ကောက်ရတော့မှလမ်းဘေးမှာအမိုက်ကောက်ရအောင်တော့ပြလေနဲ့ပျော့ပျော့ရွှင်ရွှင်နဲ့ပြန်လဲစူးစမ်းရင်းနဲ့ရအောင်လုပ်မယ်ဆိုတဲ့စိတ်ကိုထားမယ် focus တွေကိုယ့်ရဲ့အာရုံစိုက်မှုတွေအကုန်လုံးကိုယ့်အတွက်အမှန်တကယ်အကျိုးရှိမယ်စီးပွားရေးတို့ခုနအလုပ်ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဝင်လုပ်မယ်အကျွေးလေးတွေပုံမှန်ဆက်မယ်အဲ့ဒီလမ်းကြောင်းမှာမရက်တည်ပြီးတော့ရှောက်လိုက်ရင်အဲ့လိုလူတွေစီးပွားရေးထားလိုက်ရင်ပိုအောင်ကောင်းသေးတယ်ဖုန်းတစ်လုံးလုံးမှာရှိတဲ့ဖုန်းနံပါတ် list တွေအကုန်လုံးကုန်အောင်လို့ဆက်ပြီးတော့ပတ်စံချီးတယ်မလား customer တွေအကုန်လုံးကိုနာမည်စင်းရေးချပြီးတော့ပစ္စည်းလေးတစ်ခုစိတ်ရှည်လေးရှင်နေရောင်းဘူးလားကျွန်တော်မှာဆက်ပြလေးရှိပါတယ်ဗျာကျွန်တော်မှာငချောက်ဖုတ်လေးရှိပါတယ်ဗျာဒါလေးကိုဝယ်အောင်လားအောက်ကြနောက်ကြနဲ့ပစ္စည်းတစ်ခုဖုန်း contact list တွေကလူတွေအကုန်လုံးကုန်အောင်လို့လိုက်ရောင်းဘူးလားစဉ်းစားကြည့်နော်ဒါမှလုံနိုင်တဲ့အရေးချင်းမရှိလို့လားဆိုတော့ရှိတယ်ရှိသမျှလူအကုန်လုံးတော့ပတ်စံပတ်ကြည့်နေတာပဲတင်ငယ်ချင်းအကူညီပါကွာဆိုရင်အဲ့ဒါကိုပြောင်းနေအသုံးချနေရာပြန်ရွှေ့ရပြီဘယ်နေရာမှာလဲစီးပွားရေးလုပ်မယ်ကျွန်တော်အိမ်မှာဘဲဥပဲကြော်ပြီးတော့ထမင်းကြိုင်မယ်ပို့ဝယ်အောင်လားငါဒီနေ့ဘဲဥချင်းလေးချက်ထားတယ်ငါ့ကို9000ပဲပေးပါ2000မြတ်မယ်စပြီးတော့စဉ်းစားကြည့်ပါအဲ့ဒီအရေးချင်းကိုနောက်တစ်မျိုးခင်ဗျ risk ယူရတယ်ပတ်စံတွေကိုထပ်လိုက်သွားပြီးပုံရဲသေးတာပဲစီးပွားရေးမှာပုံနေစီးပွားရေးမှာ risk ယူလေကိုပြောပြမယ်ပစ္စည်းအားဝယ်ပြီးကောက်ပြီးရောင်းစားရင်တော့မှအဲ့လုံးစားလုပ်နေတဲ့ဟာတမြက်တယ်ကျွန်တော်ဝယ်ထားစုထားတဲ့ computer လေးတွေပါလေးတွေစပွဲခုံထိုင်ကုန်နေရအစအကုန်လုံး second hand အကုန်လုံးအသုံးမလို့ portion ပစ္စည်းတွေကနေကျွန်တော်ဝယ်ထားအခုရိုက်နေတဲ့ကင်မရာအစကိုလိုချင်တဲ့ဝါသနာလေးနဲ့ကိုယ့်ကိုနည်းနည်းစီစုတယ် keyboard လေးတစ်နိုင် keyboard လေးဝယ်တယ် monitor လေးတစ်နိုင် monitor လေးဝယ်တယ်အဲ့ဒါ risk ယူတာချင်းအတူတူပဲကျွန်တော်လည်းအဲ့လိုတစ်ခုခုကို unboxing blind box ပေါ့လောက်ရတာကျွန်တော်လည်းကြိုက်တယ်ကိုလုံးမဲ့အလုပ်ဒီအောင်မြင်လားမအောင်မြင်လားဆိုတာကိုခုနလောင်းကစားလိုနေရာမျိုးမှာမတုံးမင်းနဲ့ကိုစီးပွားဖြစ်မဲ့အရာမျိုးကိုဘဝတိုးတက်ရတိုးတက်ကြောင်ဖြစ်မဲ့အရာတစ်ခုခုပေါ်မှာပြစ်ပြီးတော့သုံးရတယ်စီးပွားရေးလောကမှာခင်ဗျာကြီးတက်ကြီးအောင်မြင်လာနိုင်တယ်အဲ့ဒါမှတကယ် jackpot အစစ်ဟိုကောင်က jackpot မဟုတ်ဟိုကောင်ခင်ဗျာစိတ်ဒုက္ခပဲပြီးမှာခင်ဗျားတို့တွတ်တက်တယ်ချက်တက်တယ်တင်ချာညံရှိတယ်ဖြတ်ထိုးညံရှိတယ်စကားပြောတတ်တယ်ခွန်အားစိတ်အင်အားကိုအဲ့လိုသုံးအဲ့ဒီဘက်မှာသုံးမဲ့စိတ်အင်အားကိုဒီဘက်မှာဘဝတိုးတက်အောင်မြင်မှုမှာသုံးကျွန်တော်မောင်နှမတွေအကိုတွေညီတွေရဲ့အရန်ကိုခက်ခဲနေတဲ့အချိန်မှာခင်ဗျာအထီးကျန်မယ်အဲ့ဒါကိုကျွန်တော်ကောင်းကောင်းချင်းနားလေခင်ဗျာအနောက်မှာဘယ်သူမှမရှိတော့ဖုန်းနေလေဘယ်သူမှဆက်လို့မရတော့ကိုဖုန်းကိုစာပို့လေဘယ်သူမှ reply မပြန်တော့ကိုကိုပတ်သက်ချင်တဲ့သူကလည်းဘယ်သူမှမ
မရှိတော့ဘူးတချို့ကြတော့လေကိုမပတ်သက်ချင်တော့တာဟုတ်တယ်လို့ကိုပင်မဆင်းရဲနေကြတာတော့မမြင်ရတော့တာကိုကသူများအတွက်အကျိုးစီးပွားဖြစ်စေတဲ့လူတယောက်လုံးဝဟုတ်မှာမဟုတ်နေတော့တာအဲ့လိုဖြစ်တည်မှုကိုခင်ဗျ demand ပြန်မဖြစ်နဲ့ဖြစ်တည်မှုငါပြန်လိုချင်လိုက်တာလို့ဟိုကရကျင်တာတော့ဒီလိုပြန်အဆင်ပြေလေချင်လိုက်တာတော့ကိုယ့်ကိုဘလောက်ပဲပြုံးနေလူတွေကျွန်တော်တို့အထင်သေးပါပြီအလက်ခံလိုက်ကျွန်တော်တို့အထင် small ပါပြီဒီကောင်မူရတောက်စားလောင်ကစားသမားပါဆိုပြီးတော့အထင် small ပါပြီမှန်တယ်အဲ့ဒီဖြစ်တည်မှုလက်ခံလိုက်အဲ့ဒါကျွန်တော်တို့တာအထွက်ဖြစ်သွားပြီအခုကစပြီးတာအထွက်ဖြစ်သွားပြီခင်ဗျဒီဗီဒီယိုကြည့်နေတဲ့အထက်မှာအဲ့လိုမောင်နှမတွေပါလဲဆိုရင်ဒီဗီဒီယိုရဲ့အောက်ကခင်ဗျတာအထွက်ပဲဒီဗီဒီယိုကြည့်ပြီးသွားရင်တာထွက်ပဲမှန်တယ်ဘလို့အထင်မကြည့်ဘာဖြစ်လဲဗျာစမယ်ပြန်စမယ်ဇလန်ဒီကနေအနေထားရောက်တဲ့အဆင့်တစ်ခုကျွန်တော်ပြန်လဲစူးစမ်းကျွန်တော်တို့မှားသွားပြီမှားသွားတဲ့အရာတွေကိုလက်ခံနိုင်ရမယ်မှားတာကိုမှားမှန်းသိပြီးတော့ရက်တန့်ပြီးပြောင်းလဲတဲ့သူနဲ့မှားတာကိုမှားမှန်းဝယ်မခံမနဲ့ဆက်လုံနေတဲ့ကောင်ထဲမှာကွဲပြားတာမှားတာကိုကျွန်တော်မှားပါတယ်ကျွန်တော်တို့လွဲနေတယ်ကျွန်တော်လမ်းကြောင်းတွေမှားသွားခဲ့တယ်အဲ့ဒါကိုလက်ခံလိုက်ဝန်ခံလိုက်ဘယ်သူမှမပတ်သက်ချင်ဘူးလက်ခံတယ်အဲ့ဒါဆိုရင်အဲ့လူတယောက်လမ်းမှန်ကိုရောက်ဖို့တကားစားပွင့်သွားတယ်အဲ့ဒီပိဆက်ခဲမှုတွေရလက်ကိုကျွန်တော်မိတ်ဆွေနာယီပိုင်းရက်ပိုင်းအတွင်းမှာစတင်ခံစားလာလို့ရလာတယ်အဲ့ဒါဘာလဲဆိုတော့အေဂျင့်မှုအကျွေးပတ်ချလဲဝိုင်းနေပြီးတော့မအေဂျင့်ဘူးလို့မထင်နဲ့အကျွေးတွေအများကြီးရှိတယ်ပြီးစရာတွေအများကြီးရှိတယ်ဆိုလဲအေဂျင့်မှုကရသွားတယ်ကြီးထွားလာကြပြဿနာကြီးထွားလာကြအကြောင်းမရှိတော့ဘူးအိမ်ကြီးကတော့မဲသေးစုပ်ပြတ်နေပြီခုနမီးတွေလောင်ကျွမ်းသွားလို့ပြန်လှဆင်စရာလည်းပတ်စံမရှိသေးဘူးအကျွေးပြီးစရာလည်းမရှိသေးဘူးဆိုပေမဲ့သူလောင်မြိုက်မနေတော့ဘူးအဲ့ဒီအိမ်ကြီးကလောင်မြိုက်မနေတော့ဘူးအဲ့တော့ကောင်းကောင်းအိမ်မယ်ကောင်းကောင်းစားမယ်ကိုယ့်ကိုအလုပ်တွေကိုစူးစမ်းမယ်ဆိုတဲ့ဘက်ကိုအာယုံဆိုင်ရင်းနဲ့အေးချမ်းမှုဘက်ကိုရောက်ရှိလာတယ်ပတ်စံကတော့မရောက်ရှိသေးဘူးမှန်တယ်ဒါမှစတင်ပြီးအေးချမ်းလာတဲ့ကျွန်တော်ဗီဒီယိုရဲ့အရှင်းမှာပြောတဲ့ passport ပေါင်းပေးလိုက်ရတဲ့တင်ငယ်ချင်းကျွန်တော်နဲ့အနီးဆုံးသောနေခဲ့ရတဲ့တင်ငယ်ချင်းမိတီဗီဒီယိုကြည့်နေတဲ့အထဲမှာပါတယ်ဆိုရင်လေအဲ့ဒီကိစ္စတွေအကုန်လုံးမိလိုက်ငါတို့တွေအားလုံးလွဲခဲ့ကြတယ်ဆိုတာနားလေတယ်တယောက်ပေါ်မှာတယောက်အကျွေးရှိနေတယ်ဆိုတဲ့စိတ်ကြီးနဲ့ဘာမှထက်လို့နေစရာအကြောင်းမရှိဘူးအရေးကြီးတာရက်လိုက်ဖို့ပဲအဲ့ဒါတွေလုံမနေတော့ဘူးပဲလွန်ခဲ့တဲ့10နှစ်ကတင်ငယ်ချင်းကအခုချိန်မှာအဲ့ဒါပဲလုံနေပြီးတော့လမ်းဘေးမှာစုပ်ပြတ်နေသေးတယ်ဆိုရင်မင်းလုံးဝလွဲနေပြီတင်ငယ်ချင်းအဲ့လိုကျွန်တော်ဒီထဲမှာထည့်ပြောလိုက်ချင်တယ်အဲ့ဒီအမှားရွေးနေကြတယ်မှာလွန်ကျွံအနှစ်မြောက်ခံတစ်နှစ်နှစ်နှစ်ပေါ့ပြီးတော့အဲ့တစ်နှစ်နှစ်နှစ်နဲ့မှားခဲ့တဲ့အမှားကိုခင်ဗျ10နှစ်ပြန်ပေးဆက်ရလေပြန်နေဗျာအီချမ်းနဲ့ငင်းချမ်းနဲ့ခင်ဗျဘာတွေပြန်ရရှိမလဲသိလားခင်ဗျကန်တရားပုံမှာအခြေမခံတော့ဘူးကန်ကိုကိုယ်တိုင်ဖန်တီးယူတဲ့သူဖြစ်သွားပြီတကားခောက်မအောင်တပြေးပြေးနဲ့ကြောက်စရာမလို့တော့ဘူးဘယ်သူကတကားလာခေါင်းလည်းမသိဘူးဖုံးဝင်လာတာကိုဘယ်သူတော့ဖြစ်ပုံမကန်ရဘူးဆိုတဲ့အရာမျိုးကိုစိုးရွံ့နေစရာမရှိတော့သလိုမျက်နာပူစရာကိစ္စလည်းမရှိတော့သလိုလူတွေကြားထဲမှာဟန်ဆောင်ပြီးတော့ပြုံးပျော်ပြနေစရာလည်းမလိုတော့ကိုယ်ဆက်သွယ်ခြင်းနဲ့သူလည်းဆက်သွယ်လို့ရသွားမယ်အဲ့ဒီအရာတွေရဲ့ရလက်အတွက်တင်းခံနေတဲ့မာနရဲ့နောက်တစ်ချိန်တော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လီဆိုတဲ့အရာရဲ့ကိုလျှော်ပြီးလိုက်ရတယ်အဲ့ဒါအမှန်တရားဖြစ်နေလို့ဆက်လိုက်ရင်နဲ့ငါတော့ပြန်အဆင်ပြေမှာပါဆိုတာလုံးမဖြစ်နိုင်အဲ့ဒါလောင်ကစားကိုဆွဲလန်းနေရင်နဲ့ကိုယ့်ဘဝထိခိုက်နေလာနေတဲ့ညီတွေညီမတွေအကိုတွေအမတွေအားလုံးအတွက်ဖြတ်လန်းအခုကျွန်တော်ကိုနေကလွန်ခဲ့တဲ့17နှစ်12နှစ်ပတ်ချာလေးလောက်စင်ကာပူမှာကြောင်းပြီးခဲ့စဉ်အချိန်တုန်းကတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ခင်ဗျားတို့ကျွန်တော်ဟီရိုကြီးတကောင်မှာဒီလိုကြီးဖြတ်တန်းပြီးတော့ဘဝကိုယုံထွက်နိုင်ခဲ့တယ်ဆိုပြီးတော့ဟီရိုလာလုပ်ပြတာလားဆိုတော့မဟုတ်ဘူးဗျဆရာကြီးလုပ်ရမယ်အစင်မဟုတ်ဘူးဒါပေမဲ့လွန်ခဲ့တဲ့12နှစ်13နှစ်ကလက်ကားတွေအများကြီးရတယ်ပတ်စံတွေအများကြီးပဲ2လလောက်ဆိုရင်ကားတွေဝယ်လို့ရတယ်အဲ့ဒီအချိန်မှာအမားယွန်းအတိန်ဆောင်တွေအဲ့လိုအများကြီးလုပ်ခဲ့တယ်လုပ်ခဲ့မှုကြောင့်ပတ်စံတပြားမှစုပြလားမစုပြဘူးအကုန်ကုန်တာပဲအဲ့ဒီ journey ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံအကုန်လုံးကိုပေါင်းဆက်ပြီးတော့ကျွန်တော်မောင်နှမတွေကိုဆရာကြီးလုပ်တာမဟုတ်ပဲねဒီလမ်းကတော့မြန်တယ်ဒီကောင်ကတော့မှန်လိမ့်မယ်ဆိုပြီးတော့မျှဝေချင်လို့ကျွန်တော်ပြောပြတာအခုကိုနေဗီဒီယိုရိုက်နေတာကိုကြည့်ကြည့်ဘယ်လောက်ထိစိတ်လက်ပေါ့ပါလဲ YouTube မှာ public မှာရှိတိုင်းပဲနေထိုင်နေရှိတိုင်းပဲဝေစားစင်ရင်နဲ့ရှိတဲ့အရာတွေအကုန်လုံးသိတာတွေအကုန်လုံးမျှဝေတော့တယ်ပြောကြတော့တယ်ဘယ်လောက်ထိလွတ်လပ်မှုအေဂျင့်မှုရနေလဲ MRD စီးစရာမရှိလို့လမ်းဘေးမှာအိတ်နေကြရတဲ့ဘွားနဲ့ဘာမှမဆိုင်ပူလောင်ခြင်းနဲ့အေဂျင့်ခြင်းနဲ့ဘာမှမဆိုင်အဲ့ဒါတွေအကုန်လုံးကဘာလုပ်ခဲ့လို့လဲဆိုရင်ကျွန်တော်ခုနပြောခဲ့တဲ့အဆင့်တွေအကုန်လုံးကိုတဆင့်ချင်းစီလုပ်ခဲ့တာမဟုတ်လို့ကျွန်တော်ညီကိုမောင်နှမတွေရောအဲ့လောက်စားမရှိဘူးလားလောင်းမဲ့လောင်းကိုလောင်းပါလားကိုဘွားကိုပြန်လောင်းပါလားကိုလုံနိုင်တယ်ဆိုတဲ့အရာကိုလောင်းပါလားနှစ်ရှည်လာများလောင်းပါလားတစ်ချိန်နှစ်ချိန်နဲ့မဟုတ်ပဲနဲ့ကိုယ့်ရဲ့အောင်မြင်မှုနဲ့ကိုယ့်ရဲ့လုပ်ကိုင်နိုင်မှုကိုလောင်းကြည့်ထပ်ပြီးတော့မှလက်မထောင်နိုင်ရဲ့နေ့စီကိုဥတီသွားပါအကျွေးကြည်တာပါညာပြီးတော့လဲကျေးဇူးရှင်တွေအကုန်လုံးကတင်ငယ်ချင်းတွေမှာပါတယ်လေအားလုံးရဲ့အချိန်မှာမှားခဲ့တဲ့အမှားရဲ့ပြန်လည်ကြိုးစားခဲ့မှုရဲ့ကိုကျွန်တော်တိုင်းတာပြီးတော့ကျွန်တော်ချပြချင်တာအဲ့ဒီခရီးစဉ်တစ်ချောင်းမှာကျွန်တော်မောင်နှမတွေလည်းလိုက်ခဲ့လို့ရတယ်နော်နောက်တော့ဆွဲလန်းနေတယ်ဆိုတော့ကျွန်တော်ညီကိုမောင်နှမတွေခရီးစဉ်တစ်ချောင်းလုံးလိုက်ခဲ့လို့ရတယ်အခုရက်တန်လိုက်ဖို့ပဲလို့တယ်နောက်ထပ်မစားလိုက်ဖို့ပဲလို့တယ်အကျွေးတွေပတ်ချာလေစိတ်ဖိအားတန်ခံရမယ်ဒါပေမဲ့စိတ်ညစ်စရာလားမဟုတ်ပါဘူးဒီဗီဒီယိုမှာကျွန်တော်မောင်နှမတွေကိုဆက်ကြီးလုပ်တာလုံးဝမဟုတ်ပါဘူးဒါပေမဲ့ဒီဗီဒီယိုကြည့်ပြီးသွားရင်တော့ကျွန်တော်မောင်နှမတွေမှာလုံးဝပြတ်သားတဲ့စိတ်တခုရရှိဖို့လို့တယ်အမားတွေပြင်ဆင်ဖို့ဆိုတာနောက်ကြတယ်မရှိဘူးအသက်ရွယ်မရှိဘူးခင်ဗျားကိုဘယ်သူတွေကုန်ယူသွားမလဲဆိုရင်သူအမားစပြင်သွားပြီဆိုတဲ့အချိန်ကနေစပြီးတော့ခင်ဗျားတကယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေစပြီးတော့ကြည်ပြီးစတင်ပြီးတော့ကုန်ယူလာပြီးဒီကောင်ရအောင်လို့ရုံထွက်နိုင်ပါလားဆိုတဲ့ဟာမျိုးဝမ်းသာပေးကြပါလေကျွန်တော်မောင်နှမတွေရဲ့ရွေးချယ်မှုပဲဆိုတော့ကိုယ့်ကိုစဉ်းစားပါ